တိုက်စစ်မှုဘက်မင်ဆက်စကိုကို United ရဲ့ပွဲထွက်လူစင်းမှာစတင်အသုံးပြုသင့်ပြီဆိုပြီးတော့United ပြည်သက်ဒီကြားထဲမှာထင်မြင်ချက်တွေရှိနေတယ်ပေါ့လေဆိုတော့လက်ရှိနီးပြမိုက်ကယ်ကားတွေလက်အောက်မှာဆက်စကိုအနေနဲ့ပွဲထွက်လူစင်းအဖြစ်တစ်ခါမှပါဝင်ကစားခဲ့ဘူးခြင်းမရှိသေးဘူးပေါ့နော်နောက်ဆုံးဆိုလို့ရှိရင်နီးပြအမော်ရီရဲ့နောက်ဆုံးဘန်လေးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ line နဲ့သသမားဖြစ်ပေါဝင်လာခဲ့ပြီးတော့မိနစ်50နဲ့60မှာတည်ဖြစ်စီမဲ့2ဂိုးကိုတွင်းယူပေးခဲ့တာလွဲလို့ရှိရင်ဒီကားရဲအောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့လုံးဝပွဲထွက်လူစင်းရင်ဖြစ်စတင်ပွဲထွက်ကစားသမားဖြစ်မကစားဘူးသေးဘူးပေါ့နော်ပြီးလို့ရှိရင်လည်းဒီကားရဲလက်အောက်မှာနိုင်ထားတဲ့အသင်းကြီးဖြစ်တဲ့ဒီအာဆင်နယ်ရဲ့မန်စီးတီးရဲ့ပြီးလို့ရှိရင်စပါးရဲ့ပွဲစဉ်တွေမှာသူ့အနေနဲ့ဂိုးမသွင်းနိုင်ခဲ့သေးဘူးပေါ့နော်သူ့အနေနဲ့ဒီကာရဲလက်အောက်မှာဆိုလို့ရှိရင်ဖူအန်နဲ့ပွဲစဉ်မှာ84မိနစ်မှာကျွန်တော်တို့အနေနဲ့ဝင်လာပြီးတော့94မိနစ်မှာအနိုင်ကိုသွင်းယူပေးခဲ့တယ်ပြီးလို့ရှိရင်ဝက်ဆန်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်69မိနစ်မှာဝင်လာပြီးတော့96မိနစ်အချိန်ပုံမှာတည်ရဖြစ်စီမဲ့ဂိုးကိုသွင်းယူပေးခဲ့တယ်ပေါ့နော်အခုနောက်ဆုံးအေဗာတန်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်58မိနစ်မှာလူစားဝင်လာပြီးတော့81မိနစ်မှာဒီအနိုင်3မှတ်တေချာစီမဲ့ဂိုးကိုသွင်းယူပေးခဲ့တယ်ပေါ့နော်ဆိုတော့ဆက်စကိုအနေနဲ့ပွဲထွက်လူစင်းမှာပါဝင်သင့်ပြီလားဆိုတော့လက်ရှိမိုက်ကယ်ကာရစ်ကတော့သူ့ရဲ့တိုက်စစ်မှုနေရာမှာ6ပွဲလုံးမှာတော့ဒီ MU မူကိုပဲအဓိကဥတည်ပြီးတော့ပွဲထွက်နေတာကိုပဲတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ Benjamin Sesko အနေနဲ့တိုက်စစ်မှုနေရာမှာဒီ first line နဲ့အနေနဲ့ပါဝင်မှုဆိုလို့ရှိရင်သူ့အနေနဲ့ဒီထက်ပိုပြီးတော့အခွင့်အရေးတွေကိုပိုင်နိုင်တဲ့အသုံးချဖို့လိုတယ်ဥပမာနီးကတ်ဆုံးပြောရမယ်ဆိုလို့ရှိရင်လက်ရှိနောက်ဆုံးကစားခဲ့တဲ့ Everton နဲ့ပွဲစဉ်မှာပထမတကူသွင်းပြီးတဲ့နောက်ဒုတိယတကူရရှိမဲ့အခွင့်အရေးကကောင်းကောင်းမွန်မွန်အခွင့်အရေးရရှိပါလေရဲ့နဲ့သူ့အနေနဲ့ကောင်းကောင်းမွန်အသုံးမချနိုင်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီကိစ္စတွေကလည်းသူ့အနေနဲ့ဒီ first line နဲ့မှာပါဝင်မှုအတွက်လုံးဝအခွင့်အရေးရရှိဖို့အတွက်ပေါ့နော်ဒီချက်ပိုပြီးစူးစမ်းတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်နောက်ပြီးတော့ Carrick ကလည်းသူ့ရဲ့တိုက်စစ်မှုကMU မူလောက်ပူပြီးတော့Sesko က MU မူလောက်ပူပြီးတော့အဆုံးသက်အပိုင်းမှာတေချာမှုမရှိသေးဘူးဆိုပြီးတော့သူ့အနေနဲ့ထင်တယ်နောက်ပြီးတော့ဒီချက်ပိုပြီးတိုးတက်လာနိုင်မယ်လို့သူ့အနေနဲ့ယုံကြည်တာဖြစ်တဲ့အတွက်ကစားသမားကို line နဲ့မှာတော့ထည့်သွင်းပြီးတော့ကစားတော့ချင်းတော့မရှိသေးဘူးဒါပေမဲ့ MU မူထွက်သွားတာမျိုးဖြစ်စေအာမက်ထွက်သွားမျိုးဖြစ်စေမှာတော့ဒီကောင်တာတိုက်စစ်စင်မှုအတွက်သူ့ကိုဒီဒုတိယပိုင်းဒီမှာလူစားဝင်ကစားသမားအဖြစ်အမြဲတမ်းအသုံးပြုနေတာကိုတော့ကျွန်တော်တို့အနေနဲ့တွေ့ရတယ်ဆိုတော့အေဗာတန်နဲ့ပွဲပြီးမှဆိုလို့ရှိရင်တော့သူ့ဆက်စကိုကိုနီးပြကောကစားသမားတွေကောဒီအတင်းကစားသမားတွေကောပြည်သက်တွေအကုန်လုံးကချီချူပြောဆိုမှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ကာရစ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့အမြဲတမ်းတင်ယူလေ့လာနေပြီးတော့ဒီထက်ပိုပြီးတော့ကောင်းမှုတွေအမြဲတမ်းစူးစမ်းနေတဲ့တိုက်စစ်မှုပါဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဆက်စကိုကလည်းသူအေဗာတန်နဲ့ပွဲပြီးမှဆိုလို့ရှိရင်ပြောသွားရဆိုလို့ရှိရင်ပေါ့နော်သူ့အတွက်ဒီအသင်းအတွက်ကို9မိနစ်ပဲကစားမိနစ်90ပဲကစားအရေးမကြီးဘူးသူကစားတဲ့အချိန်တိုင်းမှာအသင်းအတွက်အကျိုးရှိတဲ့ရလဒ်တစ်ခုဒါမှမဟုတ်လို့ရှိရင်ဒီအနိုင်သုံးမဲ့ရအောင်ပဲသူစွမ်းဆောင်နိုင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရလက်တစ်ခုသူအတင်းတော့အကျိုးပြုနိုင်တယ်ဆိုလို့ရှိရင်သူပျော်ရွှင်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအဲ့ဒီလိုမျိုးဒီရလက်တွေဖြစ်ပေါအောင်တယ်သူ့အနေနဲ့အစွမ်းကုန်စူးစမ်းအားထုတ်နေပါတယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ Sesko ကအချိန်ဘယ်လိုပြောရမလဲမကြခင်မှာပေါ့နော်နီးပြရဲ့အကြိုက်ရှေ့တန်းတိုက်စစ်မှုဒီအမြဲတမ်း first line နဲ့ကစားသမားတယောက်အဖြစ်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Everton နဲ့ပွဲပြီးမှဆိုလို့ရှိရင် Greenby ကပြောသွားဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင် Sesko ကအသင်းရဲ့ဒီလိုအပ်ချက်ကြီးသူ့အနေနဲ့ super set အနေနဲ့ပဲဖြစ်ခဲ့တယ်ပေါ့နော်အခုချိန်မှာတော့ဒီနီးပြမိုက်ကယ်ကာရစ်ကSesko ကိုကြည့်ပြီးတော့ဒီအရင်ပွဲတွေမှာ Sesko ကိုပွဲထက်လူစင်းမှာမသုံးခဲ့ပေမဲ့ခုနောက်ပွဲတွေမှာသူ့ကိုသုံးရမလားပေါ့နော်သုံးသင်းရပြီလားဆိုတော့ထင်မြင်ချက်တွေဖြစ်နေလောက်ပြီဆိုပြီးတော့မှပဲ Sky Sport နဲ့ interview မှာဒီ Greenby ကပြောဆိုသွားတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ Sesko အနေနဲ့ကတော့နောက်ပွဲစဉ်တွေမှာသူ့အနေနဲ့ပွဲထွက်လူကစားသမားစင်းအနေနဲ့မှာပါဝင်လာနိုင်ပွဲရှိတယ်ဒါပေမဲ့လည်းပါဝင်လာနိုင်မှုဆိုလို့ရှိရင်တော့ဒီလက်ရှိ MU မိုနေရာမှာပဲသူ့အနေနဲ့ပွဲထွက်ခွင့်ရမှာပေါ့နော်MU မိုထွက်မှာပဲသူ့အနေနဲ့ဟိုဟာဖြစ်မှာဥပမာ MU မိုပွဲပန်းတယ်လို့လည်းပြောအောင်ကျွန်တော်တို့အသင်းကဥပမာတပတ်မှတပွဲဒါမှမဟုတ်10ရက်လောက်မှတပွဲပဲဆော့ရတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီထက်ပိုပြီးတော့စူးစမ်းမယ် MU မိုထက်ပိုကောင်းအောင်စူးစမ်းနိုင်မယ်ဆိုမှသာလင်ပေါ့နော်ဒီ MU မိုထက်ပိုပြီးအဆုံးသက်ကောင်းမွန်အောင်လုပ်နိုင်မှသာလင်သူ့အနေနဲ့ပွဲထွက်လူစင်းမှာပါဝင်လာနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်